ဒီကူကြီးထဲမှာလင်းတို့အကောင်ရဲ့3သိန်းနီးပါးခိုအောင်နေထိုင်ကြပါတယ်နေဝင်အချင်းရောက်ပြီးဆိုတာနဲ့သူတို့တွေကအစားရှာဖို့အတွက်ကူအဝကနေပြန်ချလာကြတာပါဒါကစောင်းဆိုင်နဲ့တားရဲတွေအတွက်တော့ဘဖယ်စားပွဲတော်ကြီးခင်းချင်းလိုက်တယ်လို့ပါမွေးတကောင်ကဂူမျက်နှာချက်မှာစောက်ထိုးတွဲလောင်းခိုးပြီးပြန်တန်းလာမဲ့လင်းတို့တွေကိုစိတ်ရှည်လက်ရှည်စောင့်နေပါတယ်လင်းတို့တွေကအယမ်းမြန်ပေမဲ့အကောင်ကြီးထောင်းတောင်းချီပြန်တန်းနေတဲ့အတွက်မွေးကလိုက်ဖမ်းနေကြမလို့ပဲအချင်းကွိုက်ဟက်လိုက်ယုံပါပဲမြေပြင်မှာမွေတွေရှိသလိုကောင်းကင်မှာလည်းသိန်းငယ်တွေကအသင့်ဆောင်နေကြပါတယ်သိန်းငယ်တကောင်ကလင်းတို့တကောင်တွေနဲ့ပိုက်မဝနိုင်တဲ့အတွက်ဒီနေ့ကိုလင်းတို့ဈေးကနန်းလောက်အထိအမဲလိုက်ရပါတယ်ဒါတင်မကသေးပါဘူးအောက်ချင်းငယ်တွေကလည်းတီစားပွဲတော်မှာပါဝင်ချင်းကြပါတယ်ဒါပေမဲ့အောက်ချင်းငယ်တွေမှာသိန်းငယ်တွေလိုအားကောင်းတဲ့ခြေသေးတွေမရှိတဲ့အတွက်သူတို့ရဲ့နီးဗျူဟာကိုပြောင်းလဲလိုက်ရပါတယ်အောက်ချင်းငယ်ဖိုးကတစ်ကွိုင်းပေါ်မှာငိမ့်ငိမ့်လေးနားဒီလင်းတို့တွေပြန်တန်းရလမ်းကြောင်းကိုအမိယာဟပ်ဖန်းဖို့ကြိုးစားပါတယ်နောက်ဆုံးမှာတော့အောက်ချင်းငယ်ဖိုးကလင်းတို့တကောင်ကိုအမိယာဖန်းစီနိုင်သွားခဲ့ပါပြီထူးခြားလာကသူဟာဒီအစာကိုချက်ချင်းမစားပဲသူ့ရဲ့အဖော်မောစီကိုတွားရောက်လက်ဆောင်ပေးတာပဲဖြစ်ပါတယ်တဘာဝလောကရဲ့ကြမ်းတမ်းမှုတွေကြားထဲမှာမှနူးညံ့တဲ့မေတ္တာတရားကိုဒီနေရာမှာမြင်တွေ့နိုင်ပါတယ်လောကကြီးမှာအခွင့်အရေးဆိုတာလူတိုင်းအတွက်ရှိနေတတ်ပါတယ်ဒါပေမဲ့အဲ့ဒီအခွင့်အရေးကိုအမိယာစုပ်ကိုင်းနိုင်ဖို့ကတော့ကိုယ့်ရဲ့နီးဗျူဟာမှန်ကန်မှုနဲ့စိတ်ရှည်တိတ်ခံနိုင်မှုအပေါ်မှာပဲမူတည်နေတာပါအခုလိုစိတ်ဝင်စားစရာကောင်းတဲ့တော်ရိုင်းတီရီစန်ဒေးရဲ့အကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုခြင်းရင်တော့ like နဲ့ follow နေပြီးအားပေးနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကတော့တင်ဆက်သူစောကျင်ပါခင်ဗျာ